အချိန်လေးလို့ထင်လဲရှင်ဟုတ်ပြီဒီချက်ကကလေးလေးတွေကိုပုံပြင်လေးပြောပြတော့မယ်ဘာပုံပြင်လေးပြပြမယ်လို့ထင်လဲရှင်ဟုတ်တယ်ဟိုးရှိတုံးကတဲ့တက်တော်ကြီးတော်ထဲမှာတဲ့ငှက်ရွာလေးတစ်ရွာရှိတဲ့အဲ့ဒီတဲ့ငှက်ရွာလေးတစ်ရွာထဲမှာဆိုရင်တဲ့မဲတစိုးလို့ခေါ်တယ်ငှက်မလေးတစ်ကောင်ကနေတယ်တဲ့ကအသက်ကြီးနေလို့တဲ့အစာမရှာနိုင်တော့တဲ့ငှက်ဖွားဖွားတွေထင်းနေမရှာနိုင်တော့တဲ့ငှက်ဖွားဖွားတွေဆိုရင်မဲတစုပ်လေးရတဲ့ထင်းနေရှာပေးတယ်တဲ့အဲ့လိုနဲ့ရဲကြတော့တဲ့သူကအေးမိပြီးတော့ဖြားတယ်တဲ့အေးမိပြီးတော့ဖြားတော့ခါကြတော့သူကနှာချေတယ်တဲ့နှာချေရင်ဘယ်လိုချေလဲကလေးလေးတွေကလေးလေးနဲ့နှာချေရင်ဘယ်လိုချေလဲဟုတ်တယ်အဲ့လိုမျိုးချေတာနော်မေတဆုပ်လေးကလည်းအဲ့လိုမျိုးပဲသူကနှာချေတော့ခါကြတော့တဲ့သူရခန္ဓာကိုယ်ပေါ်မှာရှိတဲ့အတောင်လေးတွေကတဲ့ကျွတ်ထွက်သွားတယ်အဲ့ဒီအချိန်မှာသူတို့ကဒီငှက်ကလေးအပြာရောင်လေးကလေးလေးတွေမြင်ရတာအပြာရောင်လေးကနေပြီးတော့ तू ကအချံတစ်ခုရသွားတာတဲ့ကျွန်တော်တို့မဲတဆုပ်လေးကိုကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အတောင်လေးတွေတစ်ခုစီကိုဖြုတ်ပြီးတော့မဲတဆုပ်လေးအတွက်အရန်ကိုမှလှပတဲ့ရွှေရောင်ဝိရောင်လေးတစ်ခုကိုဖန်တီးပေးကြရအောင်ဆိုပြီးတော့ဒီငှက်ပြာလေးကနေပြီးတော့အကြံပေးလိုက်တော့ကျန်တဲ့ဒီငှက်ကလေးတွေအကုန်လုံးကလည်းဝိုင်းပြီးတော့သဘောတူကြတယ်အဲ့ဒီအချိန်မှာသူတို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အတောင်တစ်ခုစီကိုဖြုတ်ပြီးတော့မဲတဆုပ်လေးအတွက်အရန်ကိုမှလှပတဲ့ရွှေရောင်ဝိရောင်လေးတစ်ခုကိုချုပ်ပေးပြီးတော့မှမဲတဆုပ်လေးရဲ့အိမ်ကိုသွားပြီးတော့မဲတဆုပ်လေးစီကိုသူတို့ကပြောလိုက်တယ်တဲ့မဲတဆုပ်လေးရေအပြင်ကိုထွက်ခဲ့ပါဦးကျွန်တော်တို့ကမဲတဆုပ်လေးကိုလာတွေ့တာပါမဲတဆုပ်လေးအတွက်လက်ဆောင်နဲ့ပါတယ်ဒီမှာလာပြီးတော့ထွက်ကြည့်ပါဦးဆိုပြီးတော့မဲတဆုပ်လေးကိုခေါ်တော့မဲတဆုပ်လေးကထွက်လာတယ်တဲ့ထွက်လာပြီးတော့မှသူကကြည့်လိုက်တော့အရန်ပေါ်မှာလှပတဲ့ရွှေရောင်ဝိရောင်လေးကိုသူကတွေးသွားပြီးတော့ဒီမှာမဲတဆုပ်လေးဝစ်ကြည့်ပါဦးဆိုတော့သူကနေပြီးတော့ဝစ်ကြည့်လိုက်တယ်သူကလှသွားပြီဆိုတော့ဘသူမှသူကခရင်မဆိုင်တော့ဘူးတဲ့သူကတဲ့အရင်လိုမျိုးမကူညီတော့ဘူးတဲ့ငှက်ကလေးတွေကိုအဲ့လိုနဲ့တရက်ကြာတော့တဲ့မဲတဆုပ်လေးကထပ်ပြီးတော့အေးမိတယ်ရောသူကအေးမိတော့ဘာဖြစ်မှလဲဟုတ်တယ်တော်လိုက်တာသမီးလေးကဟက်ချိုးဆိုပြီးနာချင်ပါနော်ဟုတ်တယ်နော်အဲ့မျိုးနာထက်ချီတော့ဘာဖြစ်သွားမှလို့ထင်လဲတယ်ပြုတ်ပြီးတော့အောက်ကိုတဲ့ပြုတ်ကျသွားတယ်တဲ့ပြုတ်ကျသွားတော့သူကအော်ငိုတယ်တဲ့အုံငိုပြီးတော့မှသူလှုပ်ခဲ့တဲ့အမားတွေကိုတဲ့သူကပြန်ပြီးတွေးမိသွားတယ်တဲ့ဒါပေမဲ့သူကမှန်တယ်ကိုပြီးပြီးတော့သွားကြည့်လိုက်တဲ့အချိန်မှာတော့သူရဲ့ခန္ဓာကိုယ်ပေါ်မှာတဲ့တကယ်တမ်းကအမွှေးတွေကပြန်ပြီးတော့ပေါက်နေပြီတဲ့နော်သူကအဲ့ချက်မှာအရန်မှပျော်ပြီးတော့သူ့ရဲ့အိမ်လေးကနေထွက်ပြီးတော့ဘယ်သူတွေစီသွားမယ်လို့ထင်လဲငှက်ကလေးတွေစီသွားတာနော်သူကငှက်ကလေးတွေစီကိုသွားပြီးတော့မှတဲ့မမဆုပ်မှာပါတယ်မမဆုပ်ကလေးလေးတွေကိုနောက်တစ်ခါအဲ့လိုမျိုးမအော်တော့ပါဘူးအဲ့ဒီလိုမျိုးပြောလိုက်တော့မှငှက်ကလေးတွေအားလုံးကလေပျော်ပြီးတော့မှလာပြီးတော့မဲဆုပ်လေးကိုဖက်လိုက်တယ်တဲ့အဲ့ဆိုဒီမှာဒီပုံလေးမှာကြည့်လိုက်ပါအောင်မဲဆုပ်လေးကလှသွားပြီလားရုပ်ဆိုးသွားပြီလားလှသွားပြီဟုတ်တယ်နော်ဒါကသူ့ရဲ့အမွေအတောင်အစ်စ်နဲ့လှနေတဲ့မဲဆုပ်လေးဖြစ်သွားတာနော်ကလေးလေးတွေရောပဲနော်မှတ်ထားရမယ်နော်ဘယ်လိုမျိုးချီနေမျိုးမှာပဲဖြစ်ဖြစ်ကလေးလေးတွေကကိုယ့်ရဲ့သဘောကောင်းနေတဲ့စိတ်ကလေးတွေကောင်းနေတဲ့စိတ်ထားလေးတွေကိုပြောင်းလဲပြလိုက်လို့ရလားမရဘူးနော်သူများကကိုယ့်အပေါ်ကိုမကောင်းတိုင်းနဲ့ပြန်ပြီးတော့မကောင်းလို့ရလားမရဘူးနော်ဘယ်လိုချီနေမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကောင်းမွန်နေတဲ့စိတ်ထားလေးတွေကိုပြောင်းလဲမပြင်းရဘူးနော်ဟုတ်ပြီလားရှင်ဟုတ်ပြီရှင်